မလာပါနဲ့ဂီတာဆိုလိုပေါ့နော်အဲ့ဒါကိုကျွန်တော် piano မှာတီးထားတာကျွန်တော်တင်ထားပေးပြီးပြီပေါ့နော်အဲ့ဒါကိုကျွန်တော် tutorial ပြန်လုပ်ပေးတာပါလို့ request လည်းရှိနေပြီဆိုတော့ကျွန်တော်လုပ်ပေးရပါမယ်နော်ဆိုတော့ကျွန်တော်တို့ဒီ notes လေးကိုလည်း comment section ထဲမှာကျွန်တော်ထည့်ထားပေးမယ်နော်ဆိုတော့ notes ကတော့2ရွက်တော့ဖြစ်နေတယ်ကျွန်တော်အဲ့ solo တီးထားတာလေးကိုမကြည့်ရသေးဘူးဆိုရင်လည်းသွားပြီးတော့ကြည့်ပေးပါအောင်လို့ description ထဲမှာ link လေးကိုထည့်ထားပေးမယ်နော်ဆိုတော့ okay so အဲ့ solo ကဘယ်နေရာနဲ့ဘယ်ထိကျွန်တော်လုပ်ထားပြီးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ string section ပေါ့နော် guitar solo မလာခင် string section လေးတီးရတာပေါ့နော်ကိုပညာကတီးထားအဲ့ဒါလေးကနေစပြီးတော့ကျွန်တော်တို့ guitar solo ပြီးတဲ့အထိအဲ့ဒါလေးကိုကျွန်တော်လုပ်ထားပြီးရနော် so ကျွန်တော်တို့ဒီ chord လေးတွေအရင်ဆုံးကြည့်ရအောင်နော်ဟုတ်ပြီလာပြီเนาะအဲ့ရနဲ့အခု section နဲ့လာပြီเนาะဆိုတော့ပထမဦးဆုံးက A minor ပြီးရင် D7 ပေါ့เนาะပြီးရင် G sus 4ပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာလာပြီ C လာပါเนาะပြီးရင် B flat C ပြီးရင် F เนาะအဲဒီမှာ guitar solo စအောင်เนาะ D minor A ဆို A minor ပဲเนาะဆို A minor เนาะဒီမှာဆို F D minor A minor ပြီးရင် E flat လာပါเนาะပြီးရင် C minor G minor เนาะပြီးရင် D flat A flat ပြီးရင် Gဒီမှာ pre chorus ကိုဝင်သွားပြီเนาะဆိုတော့အဲ့အပိုင်းလေးကိုကျွန်တော် tutorial လုပ်ပေးမယ်เนาะ okay ကဲစရအောင်เนาะကျွန်တော်အဲ့ string section လေးကနေစတီးမယ်เนาะဟုတ်ပြီเนาะလာပြီเนาะဟုတ်ပြီဆိုတော့တက်ဒီ A ကနေစပြီးငါလုံးတက်သွားတယ် A B C D E F D E C D B C ဟုတ်ပြီနော်အဲ့ဒါမှတ်တာနော်ဆိုတော့ကျွန်တော်ဒီ solo ကနေကျွန်တော်အထူးသဖြင့်တော့ညာဘက်လက်ကိုကျွန်တော်ပို့ပြီးတော့လုပ်ပေးမယ်နော်ဘယ်ဘက်ကကြတော့ကျွန်တော်အဆင်ပြေတာတီးလို့ရတယ်နော်ကျွန်တော် note ဆဲမှာလည်းရေးတော့ရေးထားပြီးရနော်အဲ့တိုင်းတီးချင်လည်းရတယ်နော်ဒါမှမဟုတ်ကိုကြိုက်နေတဲ့ရတခုခုထည့်တီးချင်လည်းရတယ်နော်ဒါကကျွန်တော်တီးလို့ရအောင်အဆင်ပြေအောင်လုပ်ထားပေးရဟာလीနော်ဆိုတော့ခုနဟာလေးပြန်တီးကြည့်အောင်နော်ပြီးရင် D7 ခုန pattern တိုင်းမှာနော်ညာဘက်ကပြီးရင် G ဒီအတိုင်းပဲဟုတ်ပြီဒီမှာလာပြီနော်ဒီမှာကကြတော့ပုံပြေးတက်သွားတယ်ကွာနော်ဒီအပေါ်တက်အဲ့မှာကျွန်တော်တို့ကဘယ်ဟာကိုတီးရလဲဆို30 second note တွေနဲ့တီးရမှာနော်30 second note ကဒီကောင်ကနေဒီအထိတီးရမှာနော်တော်တော်မြန်မြန်တီးမှအဆင်ပြေမှာအဲ့တော့တီးကြည့်ရနော်ရမှာနော်ဟုတ်ပြီဆိုပြီးရင် B flat သူ့ရဲ့ chord ပဲဒီ chord ပဲနော်ပြီးရင် C ဒီကောင်ကြတော့ဆို C G C F E နော်ရပါနော်
အဲ့ဒါနဲ့သူကနောက်တစ်ပါးလေးကိုကူသွားပြီအဲ့မှာဂီတာဆိုလိုတွေရောက်သွားပြီနော်ဆိုတော့ E F ဆိုတော့ E F ပြီးရင်သူ D minor သွားမှာနော်ဟုတ်ပြီဆိုတော့အဲ့မှာအရှိမသူကဝင်သွားတဲ့အလုံးလေးရတယ်ဒီ D minor 9 chord ထဲကိုပဲသူကဝင်တာနော်ဆိုတော့အဲ့မှာ grace note တွေခံမရပါเนาะသူကဂီတာကျိုးနဲ့တွန်းထားတယ်ဆိုတဲ့ခါကျတော့အဲ့လိုမျိုးမှအဆင်ပြေမယ်เนาะတကယ်တမ်းဆိုဒီလိုမျိုးလေးဆင်တော့ပိုကောင်းသေးတယ်အဲ့လိုမျိုးဆင်တော့ပိုကောင်းသေးတယ်เนาะဒါကတော့เนาะဒီလိုအဆင်ပြေရဆိုရင်ဒီဒါကျွန်တော် tutorial ဆိုတော့နည်းနည်းလွယ်အောင်လည်းလုပ်ပေးထားတာပါเนาะဟုတ်ပြီပြီးရင် E flat ထဲသွားပြီเนาะခုန idea အတိုင်းပဲเนาะဒါဒန်ဒန်ဒါဒန်ပြီးရင်ဒီလေးလုံးเนาะဟုတ်ပြီเนาะအဲ့ဒါပြီးလို့ရှိရင်ကျွန်တော်တို့ဒီ notes တွေကိုမှတ်ထားမယ်เนาะဟုတ်ပြီဒီဂျာတဲ့ဟာတွေကိုတီးမယ်เนาะခုနကျွန်တော်ပြောတဲ့ notes တွေကြီးပဲဆိုတော့ D E flat D B flat G ပြီးရင် E flat D B flat G ပြီးရင် E flat D တီးမယ်เนาะ notes value ကကြောက် तू က triplet တီးရเนาะ triplet ဆိုပေမဲ့ तू ကရိုးရိုး triplet မဟုတ်ဘူးဗျာဒီကောင်က16 note triplet ပေါ့เนาะကျွန်တော်ခေါ်တာတော့အဲ့ကောင်လေး6 flat လို့ခေါ်ဘာလို့လဲဆိုတော့ तू က1 beat မှာ तू 6လုံးသွားဖြစ်နေအောင်เนาะ6လုံးဆိုတော့6 flat လို့ခေါ်ရင်လည်းခေါ် whateverကျွန်တော်တို့ဒီအလုပ်လုပ်တဲ့ပုံစံကတော့အတူတူပဲเนาะဆိုတော့ရပါနော်ဟုတ်ပြီပြီးရင်ဒီ flat လာပြီအဲ့နေရာခတ်တယ်เนาะအဲ့နေရာတောင်းလျှောက်ကအကုန်လုံးကခုနကျွန်တော်ပြောတဲ့6 flat ဒါမှမဟုတ်16 triplet အဲ့ဒါကြီးပဲเนาะအကုန်လုံးကဆိုတော့ကျွန်တော်ဒီနေရာလေးကိုတေချာလေးရှင်းပြပါเนาะဆိုတော့ပထမဆုံးဒီ၅လုံးเนาะဒီ၅လုံးတွဲเนาะအဲ့အထိကတစ်ဖြတ်ဆိုတော့1 2 3 4 5 6เนาะ1 2 3 4 5 6 D flat E flat F A flat เนาะအဲ့တော့ဒီမှာတစ်ပိုင်း1 2 3 4 5 6ပြီးရင်ရပါနော်အဲ့ဒါကို smooth ဖြစ်အောင်ဒီကြည့်နော်ရပါနော်ပြီးလို့ရှိရင်ဒီအပေါ်တက်လာပြီနော်အဲ့ဒါတစ်ချက်ပြီးရင်ဆိုရမှာနော်အဲ့တော့ဆိုဒီဟာကိုတစ်ဘာလုံးတီးလိုက်လို့ရှိရင်じゃဒီလိုဖြစ်သွားမှာနော်ရမှာနော်ပြီးရင် A flat ထဲလာပြီအရှိမ grace note လေးထည့်ရမှာနော်ပြီးရင်ဒီ A flat ကနေ၅လုံးတက်သွားတာပဲအဲ့ဒါ basic အဲ့ဒါကိုရလို့ရှိရင်ဒီ grace note လေးထည့်မယ်နော်ပြီးရင် G ဟုတ်ပြီ G မှာကြာတော့ပထမအဆုံးတစ်လုံးတီးလိုက်တယ်ပြီးလို့ရှိရင်အဲ့ note စာ8 note နော်ပြီးလို့ရှိရင်30 second note လာတာသူကဒီ chord ထဲက note စီကိုပဲသူတီးရနော်ပြီးလို့ရှိရင် B ရနေသွားမယ်ပြီးရင် D ရနေသွားမယ်ပြီးလို့ရှိရင် F ကနေတက်မယ်နော်
ဒါပဲနော်အဲ့တော့ဖြည်းဖြည်းချင်းတီးကြည့်မယ်နော်ဒါပဲနော်ဒီဟာလေးကိုတန်ဖိုး80နဲ့တီးကြည့်နော်ဆိုတော့နောက် tutorial ကြရင်ပြန်တွေ့မှာနော် thank you ပါ